ပြောပြမြေကြပြန်ပြောတန်ရောဆိုချမ်းသာရမြရုံးနဲ့မလိုက်ဘူးခံစားရတယ်ကြွတ်စားတင်းနဲ့တော့ကိုကျန်းနဲ့လက်နဲ့တကယ်ပြနေတာမိုဘိုင်းပြေပြမယ်တစ်စက်အထိမေးကဲမေးတယ်ဗောမေးစားပါသေးရလားမေးစားပါလက်စီမေးစားကွာအောက်ကမေးစားပါအောက်ကနေဂွန်စီလာပြောတယ်ဆိုပြီးသူကြီးပဲပြောနေတာတွေ့ပြီဘိုးမပြောမှာအုံကျူပြောလိုက်စမ်းမေးစားပါလှုပ်စမ်းပါဘိုးဘိုင်းလှုပ်စမ်းပါတေကိုကျုပ်မူကြီးရဲ့ကွာကဘာပေါ်မှာတမူတယ်ပဲရှိတယ်စမေးစမ်းပါငါတို့ရှေ့ရောနေပါအဲ့ဘိုးချုပ်မူကြီးကဒီလန်အောင်လာဖို့ဗီဇာအပန်းခံတာဘာလို့ရှော့ပြောခင်ဗျားဘာလို့ရောက်လာလို့ကိုရမရောတရုတ်ပြည်တော့ကိုရမရောနဲ့လိုက်လာတာဘာလိုက်ရောက်လာတော့မြန်မာရေးကိစ္စဆွေးနွေးဖို့ဆိုပြီးတော့လာတာရေးကိစ္စဆွေးနွေးကိုရမရောနဲ့လိုက်လာတာစိတ်ကောင်းဝင်နေတယ်စက်မေးဦးမယ်နေ့အတွင်းမင်းတို့ဒီမိုကရေစီနိုင်ငံဖြစ်လို့ပေါ်ဆောင်ပြီဒီမိုကရေစီစမေးတကယ်စမေးရတော့ချိန်ကြီးကောင်းတယ်သူကသဘောကောင်းတယ်ရုပ်သာဆိုးတာဒီကြည့်တော့ရုပ်ဆိုးလားရုပ်ဆိုးဘိုက်တာပူတာဟဲ့ကောင်ဟေးရုပ်ကောင်မင်းတဲ့စမေးဒီမိုဘိုင်းပြောတေးကြပြီ3စက်မေ3တို့တော်ဝန်ရေးသုံးပါးကိုတော့မမေ့ပါနဲ့ရေးကြည့်ရပါဗျာမေးပါဒုက္ခမမေးပါရေးကြည့်ပါမေးအောင်တော့တေလာတဲ့စာနဲ့တွေ့တယ်ကဲစပ်ဖြေလေးနိုင်ငံရေးဦးတည်ချက်4ရက်ရအဲ့ဒါကြည့်လည်းမမေးအောင်နိုင်ငံရေးဦးတည်ချက်ဆိုတော့4ရက်ဆိုတာရှိတယ်ဒါလည်းရေးကြည့်တာလိုက်တာပါမဲကိုမိုဘိုင်းရဲ့စက်မေမေးလိုက်တော့သိမဖြေချင်ဘူးရုပ်ကြည့်ရကဲမင်းတို့ကငါ့ကိုရမှာမဟုတ်ဘူးကဲစမေးဟုတ်ပါပြီငါပုံမှန်9ညဆိုတာတော့မင်းတို့သိမှာပေါ့သိရနိုင်ငံရေးမသိဘူးမလို့ရဘူးတော့ပုံမှန်9ညမဖမ်းတဲ့လူရှိတယ်9ညရုပ်သာဆိုတာတကယ်ဖမ်းတာဒါပေါ့ပညာရှိဟုတ်ပါပြီဘိုင်းထဲမှာမွေး6လေးလောက်ပါ6လေး6လပြောတယ်လို့တော့မထင်ပါနဲ့6လဘူးတကယ်လုံးပဲရုပ်6လပြောတော့ဟုတ်တယ်နော်ဟုတ်6ဆရာမလို့ဘူးခင်ဗျားရုပ်ကကြောက်ပြာဒါကစမေးကွန်ရုံးမက်ကွန်ချက်အရာစီးနဲ့ကန်းတယ်ရုံးမက်ကွန်ချက်အရာဟုတ်တော့ဟုတ်နေပြီလက်ရှစ်ဟောဗျာရှစ်လွယ်လေးဘလို့မေလာရှစ်ရနေကြရင်ဒီလုံးကျွတ်စန္ဒခံယူပဲကျင့်ပါမယ်ဗျာဟောဒီလုံးကျွတ်အကုန်ပါမှာပေါ့ဒါပေါ့စန္ဒခံယူပဲကျင့်ပါမှာဟုတ်ဟုတ်တယ်တန်ရုံးမှာတက်သေးလို့ရပါအလူမွေအဲ့ကောင်မြင်လေအဲ့လူရတော့ငါဒီလိုအလူဝေမဟုတ်ဘူးပါတယ်ကြားပါအဲ့ကောင်ဘယ်ကကြောင်စမေးကြောင်ဒီလိုရတော့ကိုဆိုရင်ခင်ဗျားဘလို့ဖြစ်နေကိုထွက်ပေါ်လာတဲ့ရလက်တွေကိုကိုစားယုံကြည်တဲ့ပါတီတွေကိုတော့ယုံတယ်ဗျာယုံတယ်ကိုမိုဘိုင်းကျွန်တော်ယုံတယ်ကဲယုံတယ်ကျွန်တော်လည်းယုံတယ်ကဲနောက်ဆုံးတစ်ခုပါမြေမေးဘာနာရရင်မမေးနဲ့နော်အဲ့ကောင်ဖြစ်ချင်တယ်ရိုးရနေတာချခွင့်ပေးပြီဟုတ်ပါပြီဒါနောက်ဆုံးပဲမေးအဲ့နောက်ဆုံးပဲမေးပါပြီလေ30ကြာရင်နော်30တောက်30ခုနှစ်မှာရွေးကောက်ပွဲကျင်းပပြီးရင်တော့ဟာလာလို့နောက်10နှစ်တီဆက်လက်အုပ်ချုပ်မယ်ဆိုတာကိုကြည့်လို့ကျင်းရတယ်ဆန္ဒကိုလည်းပြောရတယ်အလကဟုတ်တယ်လေရတယ်ဒီကောင်တွေကတော်ရိုက်တာနဲ့ကောင်ပြောစီပြက်စီကလပ်စီပါဗျာပြက်စီကလပ်စီကဲခဏတော့ကျွန်တော် GMSUB နေပါမင်းတို့ချိုးလေးနေပါဒီကောင်ကလေသူများပါရှားတော့3ယောက်ကြီးပဲဖြေသွားတာတင်းနဲ့တော့ကြောက်ကမဖြေတတ်တာကြာမင်းသားပါအဲ့ဒါကဘလို့ထင်မလို့ဒါလက်စီကဘလို့ထင်မှာပါမော်ဒီကလည်းတော့ကြမှာမဟုတ်ဘူးတင်လို့အဲ့ဒါကြောင့်မမေးတော့ပဲနေတော့မလို့မင်းသားပါဒီကောင်မင်းသားတင်းနဲ့3လေးကိုအချက်ချက်ဖြေတတ်တာဓာတ်စီဓာတ်စီတယ်တေးကြလားတေးကြတယ်ဘိုးဘိုင်းခင်ဗျားညှိလိုက်မေးလိုက်တော့ခင်ဗျားဒီကောင်ပြန်ညှိလိုက်မေးလိုက်တော့ဘယ်ဦးကဆန်းဆန်းညာဦးကဆန်းဆန်းလက်ကောင်
ဘယ်ဘက်ကဆန်းဆန်းညာဘက်ကဆန်းဆန်း ဘာလဲကောင်ကဲမင်းသားကဘိုးပါ မယ်လောက်ပါမေး တွေ့မယ်ဒီကောင်းနဲ့တော့ တကယ်အချက်လက်လက်ဖြေတတ်တာတကယ်ဓာတ်စီ မင်းမေး သမား ဒီမဖြေတတ်လို့ကတော့ ဖြေတတ်တော့ တော့တွေ့လာဒီမှာ တော့မဟုတ်ဘူးအဲ့ဒါ အပေါက်မရွေးဘူး ကောင်မင်းဘာပြောလဲ ဘာလဲပေါ့မလို့ ရိုက်ပေါက် အေးတော်သေးတော့ မေးပါ ကဲသွားဆုံးမေးမယ် ဖြေရမှာ ဖြေလိုက် ဖြေတော့ idea ခံနေတယ် တီ ဘာ ဘာတော့တယောက်ချဲပဲ ဟဲ့ဘာကြီးတော့ဘာဘာကြီးတော့ ဘာလို့ဗျာ တော့ရှောက်မင်းရတော့ကောင် အခုကြာဖောက်တာ အဲ့ဒါလေ online ဒီစဲ ဟဲ့ အေးငါ ငါ ပါ ဆက်မေးရမှာကြောက်လာပြီကွာ မင်းစားကြတာမင်းရရှိတာမင်း ခမည်းရေမခေါ် တာ ဘူး တီနဲ့ဟာ မေးရမေး ရင်းတော့မခုံဘူးဗမာခုံလဲတော့မသိဘူးမပြောတော့ တော့မေးပါကိုကလည်း ကဲစမေး ဆက်မေးမယ် ဟေး မေး ဒါဆိုရင်နေ့ သူနဲ့ပေါင်း2ယောက်ပေါ်လို့ ဟာဟိုဘိုင်မင်းတို့စုမီကွာဒီည တကားမစ ဒီ ဘူး မှာပေါ်လာပဲနော် ဒီကတော့စုံမတေချာပြီ စုမီ မျက်စိ ကဲမေးစမေး နေ့ စ ကြီး မေး တော့ ပါစမေးပါကိုကြီးစမေးပါ ဆက်မေးမယ်တော့ မေး ဒါဆိုရင်တော့ 300ရှိနေတယ်ပြောအောင်နော် ဒါတော့မဆိုဘူး ဒါတော့မစိုးကောင်းတယ် ကောင်းတယ်ဒါရှိတော့ပြောအောင်ဆိုတဲ့ ကဲဒါဆက် တကယ်ရောတာတကယ်ရောတာ မေး လေ ရှင်တွေကနေလေးလေးစားစားကိုချစ်တာ ဟာရှာခံစားရတာကွာ သူကလည်းသူတော့ဟုတ်နေတာပဲ အဲ့ online ဘာလဲ မင်းမဆက်မေးလိုက်ကောင်းမယ်နဲ့ အင်းငါ ဟု တော့ တ်ပါကိုကြီးကလည်း ငါတဖြည်းဖြည်းနဲ့ကြောက်လာပြီ ဟုတ်ပါ မပူနဲ့မင်းဒီညစုမီ သူကယောဂဆိုးရကောင်းတဲ့နေရာရှိတယ်သိတယ် ဟုတ်လား အဲ့ကောင် သူနဲ့တခန်းနဲ့နေဘူးလေ ဒီကောင်ကတွင်းနေစင်းပြီ အဲ့ကောင်လေစမေး လောက်ပါ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  ဒီလိုကောင်လေး ဘယ်နဲ့ရောက်သွားပြီလဲ လေး ကိုသားပဲလေ လေးပြီးသွားပြီဒါဆိုငါမေးမှာပေါ့ ငါ 9နာရီကြာရင်လက်ဆက်ကွဲမှာစောင့်နေ ကွာချောင်းကြည့်တယ် ဒီတော့ဆွဲမှာဆိုပဲ ကြောက် 6 6 ငါ့ကို6လို့ခေါ်တယ်ကြိုက်ဘူး ဒီဘော အချောင်းလို့မခေါ်ဘူးနှစ်ဖက်ချို့လို့ပဲ အဲ့ကောင်ဒီ ကြိုက်ဘူးဒီပတ်ချုံလည်းမခေါ်နဲ့တော့မချုံတာတုံး ကောင်တစ်ဖက်ဆိုမဟုတ်တစ်ဖက်ဆိုတစ်ဖက်သုံး ဟမ် ခင်ဗျားသိတယ်ဗော သိရဟာဟေး လူရှင်တော်ချင်းချင်းမလောက်ရဘူး ကဲမေး ဆက်မေးမယ် စက်မေးပါ ခု 9နာရီကြာမှမလာလို့ရှင်တော့ စိတ်ဆိုးမှာ ဘာမှမပူနဲ့အဖိုးပဲယူလာပေးမယ် သူများသူမှပါတယ် အဲ့ကောင် ဟာကောင်းလား ကျွန်တော်စက်မေးပါ အမေ ကိုမိုဘိုင်း ရှေ့ ရှိကြီးခိုးပါရဲ့ ဒီတနာပါလေဟဲ့ ရုပ်ကြမ်းတဲ့လောက်စကားအမှုလေ တနာပါလေမင်းကလည်းအာကိုကြီး အဲ့ဒါခင်ဗျားပြောတာပိဿတွေကမပြောဘူး ကဲမေးကို ကို မေးဒီလိုကောင်လေး ကိုလုံးကြည့်ပြီးအားကိုးချင်တာ ဟဲ့တော့ဒီအာကိုကြီးကြီးလာပြီ ခမည်းလူသားစားမလား ဒီမှာငါ credit card ကျွေးတယ်မမလေးကိုကျေအောင်စနေတယ်အာကိုချင်တယ် ဒါတို့ကရောတယ်စက်ပေးနေ ကွာဒီကောင်လေး သွားပြန်တော့သွားတယ်စိတ်မဝင်ဘူး ကဲစမေးတစ်ဆက် ဟမ် 30 အေး30ကတော့နေတယ်ကို15ချက်မှပြီးတော့ပါ ဟာ 30ကနေလို့ပါပူပေးတဲ့လူရှိတယ်တကယ်လိုက် ဟေးတော့ပြီဘာလို့မပေးလဲ ပုံသူကစားပြည့်ပြည့်နော် ပြောစင်ပြက်စင်ကလပ်စီပါဗျာ နောက်ကပါ ကျွန်တော်တို့ GMS UK ရဲ့မီနီမီကျော်လေးอ่ะ ဖြေပြိုးစောင့်နေတာ အငဲ့ရဲ့သဘောရမီနီမီကျော်လေးอ่ะချစ်စော်တော့ဘီယဝါစာစကားကိုဆိုရမှာဗျာ ဆိုရမှာပေါ့ အဲ့မင်းသမီးကိုခေါ်တဲ့နေရာမှာစာကြိုးပေကျုံနဲ့ခေါ်တယ် နေကြီးကိုစာချုပ်ပဲပြီးသွားပြီမင်းသမီးတော့မပြူတိလောက်နေတာ ဟဲ့ဘာပြောရလဲ လေကောင်း အဲ့က လေကောင်းမဟုတ်ဘူး မတင်ပါနဲ့မျက်လုံး လို့ ပေကလလုံးနေတယ်ပြောပါ အဲ့ဒါသိစေမင်းတော့ဝင်ယူပြီးတော့မင်းသမီးကိုခေါ်ထုတ်လိုက် ဒီခေါ်လို့ရတယ်ကွာ ကျွန်တော်က ခေါ်လိုက်စမ်း ကဲ GMS UK ရဲ့နှမပြိုမမ